ကိုအဲ့လိုမဟုတ်တော့အဲ့လိုမဟုတ်တော့ဟိုင်းစားပြီလားဟိုင်းစားပြီလားစားငါချစ်တော်မင်းကြီးမှာပြောမျက်စောင်းတစ်ခုခုနဲ့ဘာတော့ဟိုင်းစားပြီလားအဲ့လိုချစ်ကအဲ့လိုစားအချစ်ကအဲ့ရစားဟုတ်တယ် messenger စားတော့ရှင်အချစ်က messenger စား messenger စားချို့ကြတယ်ချို့ကြတယ်ဟိုတချို့ကြတော့လေတချို့ app တွေကစမှာပေါ့ဒါပေမဲ့တချို့တွေကြလဲ Facebook ကနေပဲတွေ့ကြတာတွေရှိတယ်။နောက်မှလည်းအပြင်လောကကနေပြီးတော့ပဲတွိုင်းနိုင်နဲ့စုံကြတွေ့ကြရတယ်ရှိတယ်။လုပ်ငန်းခွင်ကနေပြီးတော့တွေ့တာလည်းရှိတယ်။စီမံတွေကိုတွဲမယ်ဆိုတော့လို့အင်တာနက်လိုင်းကနေရမှာ။ချို့ကြတယ်စီမံတွေကိုတွေ့ထားတာစီမံတွေကိုတွဲပြီးဆိုရင်online ကနေပဲတွေ့ online ကနေပဲတည်ကြပြီးမှလာပြီးမှပြန်လာမှတွေ့ကြတာရှိတယ်။ဟာ amazing အဲ့တော့အားကြပါရှင်ရှင်အချစ်ဆိုတာဒီမစီကြားအနေနဲ့စနိုင်တယ်လို့အပြင်လောကမှာလည်းအပြင်မှာလည်းစတယ်အပြင်ကိုယ့်ရဲ့လုပ်ငန်းခွင်တွေကနေလည်းတွေ့နိုင်တာ။တွိုင်းလိုက်နဲ့ခလုတ်တိုက်နေတာမလို့တွိုင်းလိုက်နဲ့ခလုတ်တိုက်နေတော့မှချစ်သူတွေဖြစ်သွားနိုင်လေရတယ်လေ။ဒီ messenger ကြီးမှလေprivate တွေပေးပြီးတော့ like တွေပေး post တိုင်းမှာရှိနေပြီးုံနဲ့တော့အချစ်ကမစနော်ချစ်ဆိုတာခလုတ်တိုက်ရင်လည်းရှိတယ်ခလုတ်တိုက်ရင်လည်းစိုက်သွားရှိတယ်ဒါတော့ဘာလဲပြောင်းမလဲတော့ဝင်မအောင်ယောက်ျားယူအောင်မှာလို့ပြောနေတာဘာလို့စိုးဝင်တိုင်းယောက်ျားမရသေးဘူးနေယောက်ျားယောက်ျားမရတော့ဘူးခင်ထားတဲ့အချိန်ကနေပြန်ဝင်နော်တမီးကစားနေလို့မတော့ဒီအဲ့လိုမျိုးနေရနော်စိတ်ကမစင်ကြားနေနေစတယ်သမီးတော်နားမှာနောက်ကငါအဖေနဲ့ငါနော်နင်းအာမချောင်နဲ့အဖေရှမ်းကုန်သွားမှာကံကုန်သွားရခင်ဗျာလေတရုံးမှပြန်ရောက်ပြီညာကြီးအမမရတာငါပြောကြမွေးနေပြီးတော့သူပြန်သွားမန်းလေးကိုပြန်တယ်မန်းလေးကိုပြန်တော့နော်သူမန်းလေးကိုခဏပြန်မဲတဲ့အလုပ်ကိစ္စနဲ့ဆိုငါအဲ့တော့ကငါအရန်စားခြင်းနဲ့စပစ်တီကြီးလေဒီသူမန်းလေးမှာပဲစိတ်ပေါ်တော့ဟာလို့ပြန်လာနှစ်ဘူးလောက်ဝယ်ခဲ့လို့ငါမှမန်းလေးကအကောက်မှနဲ့သွားတွေ့တယ်သူ့ရဲ့နောက်ကောက်မှနဲ့ငါ့ကိုသွားတွေ့တယ်သွားတွေ့တာငါတို့မုတ်တွေမှာသူပဲနှစ်လကြာမယ်ဆိုပြီးပြန်ရောက်လာဘေးဟာတော့ဘေးတည်ရောက်ပါဦးအိမ်မှာငါတယောက်တည်းရှိတယ်ဘေးနေကနောက်မှမလူရှိမှုလို့ပါလေဘာလို့ဒီကနေတော့လဲဒီငါတော့စုတ်တွေမုတ်တွေမှာတယ်ငါ့ကိုဝယ်ခဲ့ပေးပါတယ်ဝယ်ခဲ့ပေးငါမှားတယ်ကောင်ကပေါက်ပြန်လို့နောက်ကောင်မှလည်းတော့တွေ့မန်းလေးကိုစင်းမှာအမှတော့မုတ်တွေမှာလိုက်ရအမှန်ရငါလေးပြောလိုက်ငိုလိုက်အဲ့ဟာနောက်ကောင်မှလည်းတော့တွေ့တော့မန်းလေးခဏပြန်နေတယ်ငါမုတ်တွေမှာဟောဘာဝယ်ခဲ့နော်ဒီအမေနဲ့ဖေအတွက်သူ့ရဲ့အစာစားနေလို့တဲ့ကျွေးလိုက်ပါဦးနော်သူမစားရတယ်လေတမီးသူ့ရဲ့အစာစားလို့ကြံမကျွေးတော့နင်းငါမုတ်တီတောင်မာလိုက်တယ်ထိုးမုတ်တီလည်းမာလိုက်တယ်ပရိသာလက်ဖက်တီလည်းမာတယ်ဟဲ့နေသာလက်ဖက်တီလည်းမာတယ်ငါအကုန်မှာဟုတ်တယ်အဲ့ဒါမမရ
ငါမွေးနေပြီးတော့သူတဲ့မန်းလေးမှာတဲ့အလုပ်ကိစ္စလေးရှိ။အော်အေးသွားပေါ့အေးငါ့ကိုလို့စပြေးသိမ့်နှစ်ဘူးပတိတာလက်ဖက်လေးထိုးမုံလေးလားမုံလေးပြန်လာဝယ်ခဲ့အဲ့လိုပြောတာလို့ဆိုအေးဝယ်ခဲ့မယ်တဲ့ပြီးလေပြီးရောဟိုကောင်မငါ့ကိုစာရီလာပို့တော့လေသူနေရှိနေချောင်းနေငါပို့တော့ငါပြီးသွားတယ်မန်းလေးခဏဆိုပြီးတော့ပို့ပြီးတော့ခါလေးကျတော့ရီရဟာတိုင်းပြီပေါ့ပြန်စင်းလာတော့ဒီလိုပါမန်းလေးတော့ပေါ့နော်တော့ပါလားညာလိုက်ရန်ပလီညာလိုက်ရန်အကွက်တွေစုံနေပေါ့ဟုတ်တယ်ပေါ့ငါဘေးမှာရှိနေတယ်သူကမိမချစ်တယ်နော်ချိန်တိုင်းယောက်ျားမိမကိုပဲယူမှာဆိုတော့မစိဘူးငါအောင်ငါသူ့ကိုတော့အောင်ငါပလေးခံရလို့ဟာအဲ့ကောင်မငါအဲ့ဆိုင်လာဗျအဲ့ငါမင်းရအောက်တိုဘာ9 ရက်ငါနဲ့သူနေငါမန်လေးမှာရင်ပိုတိုရှူရိုက်ပိုတိုမန်လေးမှာပုံရိုက်တယ်မန်လေးမှာငါတို့အရင်ငါမွေးနေ့ကိုသူတငယ်ချင်းတွေနဲ့လုံမယ်ဆိုပြီးတော့တရက်နေ့ကငါစိမ့်သွားတယ်တရက်နေ့ကငါစိမ့်သွားတယ်2 ရက်နေ့မှာသူမွေးနေ့အကျိုးလုပ်တယ်သူတငယ်ချင်းတွေနဲ့နော်မွေးနေ့အကျိုးလုပ်တယ်အဲ့ချိန်တွေက तू ကအမှတော့မှစာရေးပို့ထားတာငါနဲ့တွေ့တာ2 နှစ်နောက်တစ်ယောက်နဲ့ပေါက်ပြန်တာနော်ကောင်မနဲ့အကြမ်းငါမိရောမှဒီလိုမသိဘူးငါတို့ယောက်ျားလေးတွေအများကြီးချစ်ဟောအေးမောနှလုံးသားမဟာပိုင်ရှင်လေးဆိုတော့တင်လားနှလုံးသားဘဒူလာဆန့်တာ哦ကြီးလေနှလုံးသားမဟာပိုင်ရှင်လေးဆိုတော့အဲ့လိုပါဘာလို့မှရှိသမျှနှလုံးသားသူတို့အကုန်သိမ်းလို့ရတယ်ဆိုတော့ဘုံကလီးကန်ရှိအေးပေါ်ရှိမှာမဘိုက်ရငါလည်းနှလုံးသားအကန့်နဲ့ထားတယ်ဒါမဲ့လေငါအကန့်နဲ့ထားတယ်ဘာလို့ဟုတ်တယ်ကန့်နဲ့ထားတယ်ကန့်ဘာဖြစ်လဲတော့ဟိုကချစ်က